မြန်မာနိုင်ငံရဲ့အသက်သွေးကြောဖြစ်တဲ့အေယာဝတီမြစ်ကြီးဘလို့ဖြစ်လာတာလဲမြန်မာနိုင်ငံရဲ့အရေးကြီးဆုံးမြစ်ဖြစ်တဲ့အေယာဝတီမြစ်ဟာတနေ့တည်းနဲ့ဖြစ်လာတာမဟုတ်ပါဘူးဒါဟာနှစ်ပေါင်းများများစွာကြာတဲ့တဘာဝဖြစ်စဉ်ရဲ့ရလဒ်ပါအရာအားလုံးကမြန်မာနိုင်ငံမြောက်ပိုင်းတောင်တန်းဒေသကနေစတင်ခဲ့ပါတယ်အထူးသဖြင့်လွန်ခဲ့တဲ့နှစ်ပေါင်း90ခန့်မှာဟီမိုဝင်တာတောင်တန်းကြီးစတင်ကြွတက်လာပါတယ်အဲ့ဒီတောင်ပေါ်ကအရေးပြောကျလာတဲ့နှင်းတူတွေဟာအေယာဝတီရဲ့အစပဲဖြစ်ပါတယ်ဒီတောင်တန်းကြီးမြင့်တက်လာမှုကြောင့်မြောက်ဖက်မှာအလွန်မြင့်မားတဲ့ရေဝေးရေလက်ဒေသကြီးထက်လာပြီးရေတွေဟာနှိမ့်ရတောင်ဘက်စီကိုအရှိန်နဲ့စီးဆင်းလာခဲ့တာပါအဲ့ဒီလိုစီးဆင်းလာရပါရေချောင်းတွေဖြစ်ကတဖြည်းဖြည်းကြီးလာပြီးမလိခမြင့်နဲ့မေခမြင့်ဆိုတဲ့မြင့်နှစ်ခုဖြစ်လာပါတယ်ဒီမြင့်နှစ်ခုဟာမြစ်စုံဆိုတဲ့နေရာမှာပေါင်းသွားပြီးအဲ့ဒီအချိန်ကစပြီးအေယာဝတီမြစ်ကြီးဖြစ်လာပါတယ်အဲ့ဒီမြစ်ကြီးကမြန်မာနိုင်ငံအလဲပိုင်းကိုဖြတ်ပြီးမန္တလေးပကံလိုသမိုင်းပင်ဒေသတွေကိုဖြတ်စီးသွားပါတယ်အေယာဝတီဟာစီးဆင်းရလမ်းတစ်လျှောက်မှာနုံးမြေတွေကိုတည်ဆောင်လာပြီးနှစ်ပေါင်းထောင်ကြီးစုပုံးလိုက်တဲ့အခါမြန်မာနိုင်ငံရဲ့စိုက်ပျိုးရေးအတွက်အရေးပါလာတဲ့မြေဝဲကျွန်းပေါ်ဒေသကြီးဖြစ်လာပြီးနောက်ဆုံးမှာတော့ဒီမြစ်ကြီးဟာအန်ဒမန်ပင်လယ်ထဲကိုစီးဝင်သွားပါတယ်ဒီမြစ်ကြီးကမြန်မာနိုင်ငံရဲ့စိုက်ပျိုးရေးတည်ယူပို့ဆောင်ရေးနဲ့လူနေမှုဘဝအတွက်အရေးကြီးဆုံးထိအောင်တာမကကမ္ဘာရှားပါမျိုးစိတ်ဖြစ်တဲ့အေယာဝတီလင်ပိုင်လေးတွေရဲ့ရှင်သန်အားကိုးရာမြစ်တစ်စင်းအဖြစ်လက်ရှိအချိန်ထိတည်ရှိနေစေဖြစ်ပါတယ်